Emmanuel Kant ဆိုတဲ့သူကတော့ဘာသာရေးအဆုံးအမတွေဒါမှမဟုတ်ကောင်းကင်ဘုံဆိုတာမျိုးတွေမရှိရင်တော့ကိုယ်သိငယ်တဲ့ကိုလူကောင်းတစ်ယောက်ဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတော့နီလန်းရှာပေးခဲ့တဲ့တက္ကနိကပြည်တော်ဆရာကြီးကျောက်ဖြစ်ပါတယ်။သူကို1924ခုနှစ်မှာဘော်တစ်ပင်လယ်ကမ်းနား Königsberg ဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့တာပါ။အခုတော့အဲ့ညာကရုရှားပိုင်နယ်မြေဖြစ်သွားပြီးတော့ Kaliningrad လို့နာမည်ကြောင်းထားပါတယ်။ကန်ရဲ့မိဘတွေကတာမန်လက်လုပ်လက်စားတွေပါ။သူ့ဘေးဆိုရင်မြင်းကုန်းကြီးလုပ်တဲ့သူပေါ့။ကန်ကဘဝမှာအရန်ချမ်းသာတာမျိုးမရှိခဲ့ပေမဲ့သူကဒါကိုစိတ်မညစ်ပဲနဲ့ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းခဲ့ပါတယ်။အသက်50လောက်ရောက်မှလစာကောင်းတဲ့ဗမောက္ခတယောက်ဖြစ်လာပြီးတော့အချိန်ကြီးပြေလည်သွားခဲ့တာပါ။သူ့မိသားစုကဘာသာရေးအလွန်ကိုင်းရှားပေမဲ့ကန်ကိုယ်တိုင်ကတော့အရွယ်ရောက်လာတဲ့အခါမှာဘာသာရေးကိုတိတ်ပြီးတော့သက်ဝင်ယုံကြည်တာမျိုးမရှိတော့ပါဘူး။ဒါပေမဲ့ဒုက္ခရောက်တဲ့အခါမှာမိဘတွေကဘာသာရေးကိုအားကိုးပြီးတော့ကြော်လွှားနိုင်ခဲ့တာကိုတော့သူနားလည်လက်ခံခဲ့ပါတယ်။အဲ့ဒါပြောလူရေးစည်းလုံးမှုအတွက်ဘာသာရေးကဘယ်လောက်ထိသုံးဝင်လဲဆိုတာကိုလည်းသူအသိမှတ်ပြုခဲ့ပါတယ်။ကန်ရဲ့ရုပ်ရည်ကတိတိကျကျနဲ့သိပြီးတော့ချောတဲ့ထဲမှာလည်းမပါပါဘူး။ဒါပေမဲ့သူကလူမှုဆက်ဆံရေးအရန်ကောင်းပြီးတော့စကားပြောရတော့ဝါသနာပါတယ်။ပါတီအရန်တက်လုံးလို့ဆိုပြီးတော့သူ့အလုပ်ထရသူတွေကတော့ဝေဖန်ကြတယ်။နောက်ပိုင်းသူပတ်စံရှိလာတဲ့အခါမှာသူ့အိမ်မှာပါတီပေးလေးရှိတယ်။သူရဲ့ညစာစားပွဲမှာတော့စီကံချက်တွေရှိရတယ်။စကားဝိုင်းရဲ့ပထမဆုံးအဆင့်အနေနဲ့ကတော့လက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုဖလှယ်ကြရတယ်။ပြီးရင်ဒုတိယအဆင့်အနေနဲ့ဒီလေးနဲ့ဓာဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုကိုဝိုင်းပြီးတော့ဆွေးနွေးကြတယ်။နောက်ဆုံးမှာတော့အားလုံးပြောပပရဲစရာတွေပြောပြီးတော့မှအိမ်တင်ကြရတယ်။ဒါမှအင်တာနက်ကစိတ်ကြည်လင်မှာမဟုတ်လို့ပါတယ်။ကန်က1804ခုနှစ်အသက်80မှာသူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ Königsberg မှာပဲဆုံးပါခဲ့ပါတယ်။သူကမြို့ပြန်တော်မှာထွက်လေဖို့စိတ်ကူးမရှိခဲ့ပါဘူး။ကန်စာတွေရေးတဲ့အချိန်ကဉာဏ်လင်းပွင့်ခေတ် The Enlightenment လို့ခေါ်တဲ့အကြောင်းလဲကာလာကြီးပေါ့လူတွေကဘဝပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာဘာသာရေးထက်တက်တွေးကြတဲ့အတွေးခေါ်တွေစင်ကြင်ုံတရားတွေကိုပိုပြီးအားကိုးလာကြတာကိုကန်ကကြိုးဆိုတယ်ဆိုပေမဲ့ဒီဘာသာရေးကထိန်းပေးထားတဲ့ကိုချင်းတရားတွေပြည့်ပြည့်သွားမှာတော့သူကစိုးရိမ်ခဲ့ပါတယ်ကန်ကလူရဲ့တဘာဝကိုသိပြီးတော့အကောင်းမမြင်ဘူးလူသားတွေကအကျင့်စာရိတ္တပြတ်ဖို့လွယ်တဲ့တဘာဝတွေလို့သူကယုံကြည်ထားတာဒါကြောင့်ကိုချင်းတရားပိုင်းမှာဘာသာရေးရဲ့နေရာမှာဒီစင်ကြင်ုံတရားနဲ့အစားထိုးဖို့သူကြိုးစားခဲ့ဘာသာရေးမှာယုံကြည်တာတွေကမှားချင်မှားနေလိမ့်မယ်။ဒါပေမဲ့သူတို့ကလူတွေကိုအကျင့်ကောင်းလာအောင်လုပ်ပေးဖို့လိုအပ်တယ်ဆိုတဲ့အချက်ကိုတော့သူတို့အလေးနဲ့စုပ်ကိုင်ခဲ့တယ်လို့ကန်ကဆိုခဲ့ပါတယ်။ဒီလိုနဲ့ကန်ကိုလူသိအများဆုံးဖြစ်စေခဲ့တဲ့ဒီ categorical imperative ဆိုတဲ့အတွေးခေါ်ထွက်လာခဲ့ပါတယ်။ဒါကိုသူရဲ့ groundwork of the metaphysics of morals ဆိုတဲ့စာအုပ်ထဲမှာစပြီးတော့သုံးနှုန်းနေတာပါ။ဒီ categorical imperative ဆိုတာကဘာလို့ဆိုလိုတာလဲ။တကယ်တော့အဲ့ဒါဟာဘာသာရေးအသီးသီးမှာရှေးရခင်ကတည်းကရှိနေခဲ့ပြီးသားဖြစ်တဲ့ရွှေစီးနင်း golden rule လို့ခေါ်ရဲ့မိမိပေါ်မှာတပားသူကိုမပြုတ်စေချင်တာကိုမိမိကလည်းသူတစ်ပါးပေါ်မပြုတ်နဲ့ဆိုတဲ့အယူအဆမျိုးပါအဲ့ဒါကိုပဲပို့ပြီးတော့စနစ်တကျပညာရေးဆိုင်ရာဝါဒတစ်ခုနဲ့အစားထိုးပေါ်ပြလိုက်တာဖြစ်ပါတယ်ကမ်ကဒီလန်းလေးတစ်ခုပေးခဲ့ပါတယ်အဲ့ဒါကမလုံးမဲ့အလုပ်ကိုသာလူတိုင်းလိုက်လို့ရင်ဘာဖြစ်မလဲဆိုတော့စဉ်းစားမြင်အောင်ကြည့်ခိုင်းတာပါတကယ်လို့လူတိုင်းကသာအဲ့ဒီတိုင်းလိုက်လို့ကိုယ်တိုင်ကဒီမျက်နှာသူပြန်ဖြစ်လာခဲ့မယ်ဆိုရင်အဲ့ဒီအလုပ်ကကိုချင်းတရားပိုင်းဆိုင်ရာရမှားနေပြီလို့သူကဆိုလိုတာဖြစ်ပါတယ်။ဥပမာအဖြစ်တင်ကတခုခုကိုလိုချင်လို့လိန်ပြောတော့မယ်ဆိုပါစို့လိုအပ်တဲ့အခါလိန်ပြောလို့ရတယ်ဆိုတဲ့စီးမင်းကိုသာလူတိုင်းကလိုက်နာလိုက်မယ်ဆိုရင်ဘယ်သူမှယုံကြည်လို့မရတော့တဲ့ကဘာကြီးဖြစ်သွားပါလိမ့်။အဲ့ဒီကတင်ကိုယ်တိုင်လည်းအလင်ခံရမှာဖြစ်တဲ့အတွက်လိန်နာကိုချင်းတရားနဲ့မငြိဘူးဆိုတာကိုသိဉာဏ်နဲ့တင်ခွဲခြားနိုင်တယ်လို့သူကဆိုလိုတာရုံးကနေ A4 စာရည်လေး3-4ရွက်လောက်အိမ်ကိုယူသွားခြင်းနဲ့စိတ်ဖြစ်ဘူးမှာပေါ့အစာလေးနဲ့ယူတာကိစ္စသေးသေးလေးလို့ထင်ရပါမယ်လူတိုင်းကဒီလိုလိုက်လို့ရင်ဘာဖြစ်မလဲတလောကလုံးကရှိတဲ့ရုံးတွေမှာဗီဒီယိုတွေမှာဒီ talk လောက်တွေရော CCTV တွေပါအများကြီးတက်ထားရတော့မှာပေါ့အလားတူပဲကိုယ့်ရဲ့ချစ်သူကိုတစ်ခါတော့ဖောက်ပြန်ပြီးတော့မသိအောင်ဖုံးမိထားရဲဆိုတော့တစ်ခါလောက်ကတော့ကိစ္စမရှိဘူးလို့တင်အောင်ထင်ပါလိမ့်မယ်ဒါပေမဲ့ကဲရဲ့အယူအဆရတော့ဒါလုံးဝမှားပါတယ်ဘာလို့လဲဆိုရင်တင်ကိုယ်တိုင်ကဒီလိုလုပ်လိုက်တယ်ဆိုရင်တင်းရဲ့ချစ်သူကလည်းတင်းကိုဖောက်ပြန်တာလိန်တာတွေကိုဒါလို့တင်းလုပ်ထိုက်တာပဲလို့လက်ခံလိုက်ပေးတယ်လို့ဖြစ်သွားလို့ပါဂျုံပြောရရင်တော့ဒီ categorical imperative ဆိုတာကျွန်တော်တို့ရဲ့အမြင်ကိုပြောင်းလဲပေးဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်ကိုလိုရက်တွေကိုဒါငါအတွက်ပဲဆိုတဲ့ဒီကူစားအကျိုးထက်ပိုပြီးကျေပြန့်တဲ့ရှုထောင့်ကနေမြင်တက်လာအောင်ကိုယ့်ရဲ့အမောကိုပြန်ပြီးတော့သတိထားမိလာအောင်ကူညီပေးတာဖြစ်ပါတယ် Immanuel Kant ကသူ့ရဲ့ဒီ categorical imperative ရဲ့အနှစ်သာရကိုနောက်ထပ်နည်းလမ်းတစ်မျိုးနဲ့လည်းထပ်ပြီးတော့ရှင်းပြခဲ့ပါလူတယောက်ကိုကိုယ့်အတွက်အသုံးချရမယ့်ကိရိယာတစ်ခုလိုသဘောမထားဘဲနဲ့သူ့ရဲ့ကိုယ်ပိုင်ဂုဏ်သိက္ခာကိုယ်ပိုင်တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်
မြဲတမ်းလေးစားသမှုနဲ့ဆက်ဆံရမယ်ဆိုတာပါဒါဘုရားသခင်ကတင်းရဲ့အိမ်ကြီးချင်းတွေကိုတင်းနဲ့ထပ်တူချစ်ပါလို့ခိုင်းလို့လူတွေကိုချစ်ရတာမျိုးမဟုတ်ပဲဘာသာရေးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလူတိုင်းမှာရှိတဲ့စင်ရင်ုံတရားပေါ်မှာပဲအခြေခံပြီးတော့လူချင်းလေးစားဖို့သူကနန်းခင်းပေးခဲ့တာဖြစ်ပါတယ်လူတူကိုပန်းနိုင်တစ်ခုလို့ဆက်ဆံရမယ်ဆိုတာကန့်ကဘာလို့ဆိုလာလဲဆိုရင်လူတိုင်းမှာကိုယ်ပိုင်ဘဝရည်မှန်းချက်တွေကိုယ်စီရှောင်လန်းနေတဲ့လမ်းကြောင်းတွေရှိကြတယ်ဆိုတာကိုကျွန်တော်တို့အမြဲတမ်းပြုနေဖို့လိုပါတယ်သူတို့လည်းသူတို့ဘာသာသူတို့ပျော်ရွှင်အောင်ဘဝပြည့်စုံအောင်စူးစမ်းနေကြတာပဲလေဒါကြောင့်လူတိုင်းကိုတန်းတူရည်တူနဲ့တရားမျှတတဲ့ဆက်ဆံမှုပေးတဲ့နေဆိုတာကိုလက်ခံထားဖို့ပြောတာဖြစ်ပါဥပမာတင်းကတက္ကစီတစ်စီးငှားစီးရဲဆိုတော့ကိုသွားချင်တဲ့နေရာကိုရောက်ရင်ပတ်စံပေးပြီးတော့ဆင်းသွားတာပဲကားစရာတင်းတွေ့တော့ဒီနေရာကနေဟိုနေရာကိုပို့ပြီးတဲ့ကိရိယာတစ်ခုတည်းမပူပါဘူးသူနေကောင်းရဲ့လားစိတ်ညစ်စရာရှိနေမလားဆိုတာတင်းသိပြီးတော့ဂီးမဆိုင်ဖြစ်မို့ဒါကသဘာဝတော့ကြပါတယ်ဒါပေမဲ့ကန့်ကလူတွေကြားမှာတိထက်ပိုတဲ့ပတ်သက်မှုမျိုးရှိစေချင်တာပါပန်းနိုင်ကိုဆက်ဆံနေဆိုတာတင်ကားပေါ်တက်တဲ့အခါမှာကားဆရာကိုရင်ကြီးနှုတ်ဆက်တယ်လေးလေးစားစားဆက်ဆံတယ်လမ်းမှာမတော်တဆတစ်ခုခုဖြစ်ခဲ့ရင်သူ့ဘက်ကနေကူပြီးတော့စဉ်းစားပြီးတယ်သူ့ကိုပတ်စံပေးရင်ခိုင်းလို့ရတဲ့ဆက်တစ်ခုလို့မမြင်မဲနဲ့အောင်ငါလိုပဲဝမ်းသာရှာနေရတဲ့ဒီစားတိုက်တဲ့လူသားတယောက်ပါလားလို့မြင်ပေးတာမျိုးဒါကကန့်ကဖြစ်စေခြင်းနဲ့အိမ်ကြီးချင်းကိုကိုယ်နဲ့ထပ်တူချစ်ပါဆိုတဲ့ယူဆကို upgrade လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်တန်းကဒီလိုအကျိုးတင်ကြောင်းတင်စင်ကြီးလုံးတရားနဲ့ဆုံးဖြတ်တဲ့စိတ်ဆန္ဒကဘယ်သူကခိုင်းလို့လုပ်တာမျိုးမှမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့ပင်ကိုအသိဉာဏ်ရှိတဲ့စိတ်ဒီ rational self ကနေထွက်လာတဲ့အတန်ပဲဖြစ်ရမယ်လို့ဆိုပါတယ်။သင်ကိုယ်တိုင်ပို့ပြီးတော့စဉ်းစားတွေးခေါ်နိုင်တယ်လေ။ဒီကိုချင်းတရားတွေကိုပို့ပြီးတော့လူလဲလားလက်ခံနေလိဖြစ်မှာပါ။တကယ်တော့ဒါကျွန်တော်တို့ရဲ့ကိုယ်ပိုင်အသိဉာဏ်ကကိုယ့်ကိုယ်ပြန်ပြီးတော့ချမှတ်ပေးထားတဲ့စီကံတွေပါ။ကဲကသူ့ရဲ့ဒီ category ရဲ့ imperative ဆိုတဲ့ user ကိုနိုင်ငံရေးဘက်ထဲကြီးချဲ့တွေးခဲ့ပါတယ်။အစိုးရရဲ့အထူးကအလုပ်ကလူတွေရဲ့လွတ်လပ်ခွင့်ကိုကာကွယ်ပေးဖို့လို့သူယုံကြည်ပေမဲ့လွတ်လပ်မှုဆိုတဲ့စကားလုံးပေါ်လူတွေနားလည်မှုလွဲနေတာကိုသူသတိထားမိခဲ့တကယ်လွတ်လပ်မှုဆိုတာကိုလူချင်တာရှောက်လုပ်မယ်ဆိုတာမျိုးမဟုတ်ဘူးကိုယ့်ရဲ့အသိဉာဏ်နဲ့စင်ကြင်လုံးတရားခိုင်းတဲ့အတိုင်းကိုယ့်ရဲ့အကောင်းဆုံးသောဗီဇအတိုင်းနေထိုင်မှပဲဒီစစ်မှန်တဲ့လွတ်လပ်မှုကိုရတာပါအဲ့လိုမှမဟုတ်ပဲကိုယ့်ရဲ့လောဘဒေါသတွေနောက်ပဲကိုယ့်ရဲ့စိတ်ရိုင်းတွေရဲ့အလိုဆန္ဒနောက်ပဲလိုက်နေမယ်ဆိုရင်တော့ကျွန်တော်တို့ကကိုယ့်စိတ်ရဲ့ဂျုံဖြစ်နေဦးမှာကဲ့ရဲ့အနေမှာအစိုးရဆိုတာလူတွေကိုစိတ်ကြိုက်ရှောက်လို့ဖို့ခွင့်ပြုပေးထားရုံနဲ့အစိုးရခေါင်းလို့မခေါ်သင့်ဘူးတကယ်လွတ်လပ်တဲ့လူဖွဲ့စည်းဆိုတာလူတိုင်းကိုပို့ပြီးတော့ကျိုးတင်အကြောင်းတင်ဖြစ်အောင်ကူညီပေးနိုင်တဲ့အဖွဲ့အစည်းမျိုးဆိုလိုတာပါတကယ်တော့အကောင်းမွန်တဲ့နိုင်ငံတော်ဆိုတာကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာရှိတဲ့စင်ရင်တော်တရားကိုကိုစားပြုရပါတယ်နိုင်ငံတော်ကလူသားအားလုံးအတွက်ရေပူရမှန်ကန်တဲ့ဒီစုပေါင်းဆန္ဒတိုင်းအုပ်ချုပ်ပေးရမှာဖြစ်ပြီးတော့ဒီလိုစနစ်တကျရှိတဲ့အောက်မှာပဲလူတိုင်းကအမှန်တကယ်လွတ်လပ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်စံပြဆိုရဆိုတာကျွန်တော်တို့ရဲ့ကိုယ်ပိုင်တဘာဝတွေကဒီအကောင်းဆုံးစိတ်ပိုင်းတွေကိုအဖွဲ့အစည်းတစ်ခုအနေနဲ့လက်တွေ့အကောင့်တွေပေါ်ပြီးပုံရိပ်တစ်ခုပါပဲကန်းကအစိုးရကိုလူတွေကိုနှိပ်ကွပ်ဖို့ဖွဲ့စည်းကြတဲ့အဖွဲ့အစည်းလို့မြင်စေချင်ပါဘူးသူကဒီလိုမြင်ခဲ့တာပါအကယ်ကျွန်တော်တို့အားလုံးဟာအများတန်းအသိဉာဏ်ရှိစင်ကြုံတရားရှိနဲ့သာနေထိုင်ကြမယ်ဆိုရင်ကျွန်တော်တို့မှလည်းကျွန်တော်တို့ကိုယ်တိုင်ချမှတ်ရမယ်စံပြစည်းကမ်းတွေရှိရမှာမဟုတ်ဘူးလားအဲ့ဒီစံပြစည်းကမ်းတွေကိုလက်တွေ့နယ်ပယ်မှာအကောင့်ထဲပေါ်တာဆိုရပဲဥပမာအနေနဲ့မိပွိုင်းစနစ်ကိုတူးကြည့်အောင်အကိုရဲ့စိတ်အလိုတိုင်းဆိုရင်မဆောင်ချင်မိနေလဲဖြတ်မောင်းခြင်းမောင်းပါပဲဒါပေမဲ့စင်ကြုံတရားနဲ့စဉ်းစားကြည့်လိုက်ရင်လူတိုင်းကသာငါတို့လိုဖြတ်မောင်းနေလမ်းမမောင်တော်တဆမှုတွေဖြစ်ကုန်တယ်ဒါကြောင့်မိနေရရမယ်ဆိုတဲ့စီကံကကျွန်တော်တို့ရဲ့အကောင်းဆုံးအသိဉာဏ်ကနေလာတဲ့ဆုံးဖြတ်ချက်ပါအစိုးရကမိပွိုင်းတွေတက်ဆင်ပေးတာရင်ထင်းရေးတွေထားပေးတာကျွန်တော်တို့ရဲ့အသိဉာဏ်ကလိုချင်တဲ့အတိုင်းစနစ်တကျဖြစ်အောင်ကူညီပေးတဲ့သဘောပါကန့်တဲ့အနေကအစိုးရဆိုတာတဦးတယောက်ရဲ့စိတ်ကြိုက်အုပ်ချုပ်တာမဟုတ်ပဲနဲ့လူတိုင်းကစင်ရင်တုံတရားနဲ့လက်ခံနိုင်တဲ့ဥပဒေတွေနဲ့လက်ပတ်နေတဲ့စက်ရန်နေရာတစ်ခုလို့ဒီမှာအရေးကြီးတဲ့တစ်ခုကအစိုးရကစနစ်တွေနဲ့အဆင်ပြေအောင်လုပ်ပေးနေရင်လည်းကိုကအဲ့ဒီစနစ်တွေနောက်ပဲအလွယ်လိုက်ပြီးတော့စနစ်ရဲ့ဂျုံမဖြစ်သွားဖို့ပါပဲအကယ်၍အစိုးရကထုတ်တဲ့ဥပဒေကစင်ကြုံတရားနဲ့မညီဘူးဥပမာလူမျိုးတစ်မျိုးကိုနှိပ်ကွပ်တာမျိုးဒါဆိုရင်ဒါကျွန်တော်တို့ရဲ့အသိဉာဏ်ကလာတာမဟုတ်တော့အဲ့ဒီခါမှာအစိုးရကောင်းမဟုတ်တော့ဘဲနဲ့အာဏာရှင်ဖြစ်သွားပါပြီဒါကြောင့်လူတွေဟာအနည်းနဲ့ဉာဏ်ပညာရှိနေဖို့ enlightened ဖြစ်နေဖို့လိုတယ်လို့ကန့်ကအလေးနဲ့တိုက်တွန်းခဲ့တာပါကန့်နဲ့ပတ်သက်ပြီးနောက်တဲ့အောက်ကောင်းတာတစ်ခုက1993ခုနှစ်မှာကန့်ကအလှပနဲ့အမှုပညာကြောင့်ရေးထားတဲ့ The Critic of Judgment ဆိုတဲ့ကျမ်းကြီးတစ်စောင်ကိုထုတ်ခဲ့တာပါနိုင်ငံရေးနဲ့ကိုချင်းတရားတွေကိုပဲအမြဲပြောနေတဲ့သူကအမှုပညာကြောင့်ရေးရဲဆိုတော့ဘေးပန်းအလုပ်လို့ထင်ရပေမဲ့ကန့်ကတော့
ဒါသူ့ရဲ့တသနိကဗီဒတစ်ခုလုံးအတွက်အခြေခံအုတ်မြစ်ပဲလို့ခိုင်ခိုင်မာမာယုံကြည်ခဲ့ပါတယ်အရင်ပြောခဲ့သလိုပဲကန့်ကတော့လူဘဝဆိုတာကောင်းတဲ့စိတ်ဒီအတိတရားတာဝန်စတာတွေနဲ့မိုင်မဲတဲ့စိတ်အလိုရမက်တို့တာယာမှုတို့ကြားမှာအနည်းငယ်တိုက်ပွဲဝင်နေရတာလို့မြင်ပါဒီလိုချိန်မျိုးမှာအလှပကကျွန်တော်တို့ထူးထူးခြားခြားခံစားမှုမျိုးနဲ့စိတ်ချနှံ့မှုကိုပြီးနိုင်ပါတယ်အလှပဆိုတာကျွန်တော်တို့ရဲ့ဒီပင်ကိုယ်စိတ်ထဲမှာရှိတဲ့ပိုကောင်းတဲ့စိတ်ဓာတ်တွေကိုပြန်ပြီးတော့တတိယစေပါပြီးတော့အဲ့ဒီကောင်းတဲ့စိတ်ဓာတ်အတိုင်းကျင့်ကြံလာအောင်လဲတွန်းအားပေးတဲ့အရာတွေဖြစ်ပါတယ်တခြားအရာတွေနဲ့မတူတာကအလှပပုံမှာကျွန်တော်တို့ထားတဲ့စိတ်ကကန့်ပြောသလိုပဲတကူကောင်းမဆန်တဲ့သဘောရှိနေတာပါသူကကျွန်တော်တို့ရဲ့အတ္တတွေကိုကြိုးချစ်စိတ်တွေကိုကနေပြီးတော့ဆွဲထုတ်ပေးပါတယ်အဲ့လိုဆွဲထုတ်တဲ့နေရာမှာလဲအတင်းချက်မဟုတ်ဘဲနဲ့ဒီအရန်နှစ်လိုပဲကောင်းတဲ့နည်းနဲ့ဆွဲထုတ်ပေးတယ်လို့ဆိုလိုတာပါတဘာဝရဲ့အလှပကကျွန်တော်တို့အားလုံးဟာတူညီတဲ့လူသားဘဝရှိတယ်ဆိုတာကိုတိတ်တိတ်လေးသတိပေးနေတာပါဥပမာလှပတဲ့ပန်းလေးပုံကိုကြည့်ကြည့်ပါပင်မနေတဲ့လေသမားအတွက်ရောဘရင်မင်းမြတ်ကြီးအတွက်ပါသူကဆွဲဆောင်မှုရှိတာအတူတူပါငှက်ကလေးတောင်ပြန်တန်းနေတဲ့ပုံစံကလည်းအခလေးလေးတယောက်ကြည်နွေးရတယ်လို့ပညာအများကြီးတက်တဲ့ပေါမောက္ခကြီးတယောက်ကလည်းအတူတူပါပဲခြေနှက်မှုကိုရစေပါဒါဆိုရင်ကန့်ကအမှုပညာကိုဘယ်လိုသတ်မှတ်ထားရလဲအမှုပညာရဲ့အဓိကတာဝန်ကတော့အရေးကြီးဆုံးကိုကျင့်တရားဆိုင်ရာအကြံဉာဏ်တွေကိုပုံဖော်ပြသဖို့ပါပဲတို့လို့ပြောရရင်ကန့်အတွက်အမှုပညာဆိုတာဒသနိကဗီဒရဲ့တဘာဝအတိုင်းဆက်ဆက်မှုရှိနေတဲ့အစိပ်ပိုင်းတစ်ခုပါပဲကန့်ကကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာအမှုပညာနဲ့အမြဲထိတွေ့နေဖို့လိုတယ်လို့ယုံကြည်ခဲ့ပါတယ်ဘာလို့လဲဆိုရင်အမှုပညာကကောင်းမွန်မွန်နေထိုင်နေဆိုတာကိုဒီသေယုဖော်ချက်တွေမှတ်ရလေတဲ့သင်္ကေတတွေနဲ့အနေပြသနေလို့ဒီနည်းလေကျွန်တော်တို့ရဲ့စိတ်ဓာတ်ကစီကံမဲ့တဲ့စိတ်ရိုင်းတွေကိုအနုပညာထိန်းချောင်းပေးနိုင်တယ်လို့သူကမြင်ခဲ့တာပါကန့်ကြီးခဲ့တဲ့စာအုပ်တွေကဖျက်ခက်ပြီးတော့တွေးခေါ်ရရမ်းများတာအမှန်ပါပဲဒါပေမဲ့အဲ့ဒီစာအုပ်တွေထဲမှာအခုဒီသုံးဝင်နေစေဖြစ်တဲ့ဘဝစီမံကိန်းတစ်ခုကိုသူကချပြခဲ့တာပါကျွန်တော်တို့ရဲ့ပင်ကိုပီစာထဲမှာရှိနေတဲ့ပိုကောင်းတဲ့ဆင်ခြင်တို့တရားရှိတဲ့အစိတ်ပိုင်းတွေကိုဘလို့အားကောင်းအောင်လုပ်ရမလဲဆိုတာကိုသူအပြေရှာခဲ့တာဖြစ်ပါတယ်ဒီလိုအားကောင်းလာမှပဲကျွန်တော်တို့စီမှာပါလာတဲ့အားနည်းချက်တွေနဲ့ဒီတကူကောင်းဆန်တဲ့စိတ်တွေကိုကောင်းကောင်းထိန်းချုပ်နိုင်မှာမို့လို့ပါကန်းရဲ့အမြင်မှာသူလုပ်နေတဲ့လူကရှေးရခင်တွေကဘာသာရေးတွေလုပ်ဖို့ကြိုးစားခဲ့တဲ့ကိစ္စကိုစဉ်းနှင်းတင်ပေးလိုက်တာပါတကယ်တော့ကန်းကဘာသာရေးကပေးခြင်းနဲ့လူသားတွေကိုကျင့်တရားကောင်းမွန်လာဖို့ဆိုတဲ့ရလဒ်ကိုလိုချင်တာပါဒါပေမဲ့ဘာသာရေးရဲ့ယုံကြည်မှုတက်တက်ဆိုတဲ့နီလန်စာစင်ကြင်တို့တရားကိုသုံးပြီးတော့သိပ္ပံနေကြယုတ်တိရှိနဲ့စားတို့တိဆောက်ခဲ့တာပါဘာသာရေးတွေပေါ်အမိမပြုတော့ဘဲနဲ့လူတိုင်းလက်ခံနိုင်တဲ့လော်ကီရေးရာအနေနဲ့စင်ကြင်တို့တရားရှိရဲ့အမြင်နဲ့အစစ်မြစ်ပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။တင်ရောကဲ့ရဲ့လှုပ်ဆောင်ချက်တွေပေါ်မှာဘယ်လိုမြင်လဲ။ခုမှတ်မှာရေးသွားပြီပေါ့။စိုးတိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်